အိမ်မှာအေးချမ်းစွာနေရင်ဒဏ်ရာရရှိသွားတဲ့ကိုးပါမှာပရီးမီးယားလိပွဲစဉ်တွေပြန်မစားခင်ချက်စီအတွက်သတင်းဆိုးတစ်ခုကရှိနေပါတယ်။ချက်စီသင်းရဲ့ပလေးမေကကိုးပါမှာဟာအိမ်မှာဒဏ်ရာကူစားဖို့အေးချမ်းစွာအနားယူနေရင်ဒဏ်ရာထပ်မံရရှိသွားတယ်လို့သိရပါတယ်။အသက်23နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်လီဟာဒီယာတီမှာကြက်ခိုင်မှုပြေဝဖို့ရုန်းကန်နေရပြီး၄ပွဲတည်းပါဝင်ကစားရပါသေးတယ်။အခုဒီဒဏ်ရာကြောင့်ပါမာလေးနောက်ထပ်ရေးကြီးပွဲစဉ်၃ပွဲထပ်မံလွဲချော်ရမယ်လို့သိရပါတယ်။ပါမာဟာစက်တင်ဘာလ20ရက်နေ့တုန်းကမန်ချက်စတာယူနိုက်တက်အသင်းကို2-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာပေါင်ချန်ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီချိန်ကတည်းကကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက်ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့တာပါ။ပါမာကိုနိုင်ငံတကာပိတ်ရက်အပြီးမှာပြန်ကစားနိုင်မှုမျှော်လင့်ခဲ့ပေမဲ့အခုအခါမှာတော့ပါမာကနောက်တစ်ချိန်ထပ်ပြီးဒဏ်ရာရရှိသွားခဲ့ပြန်ပါတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။ပါမာကအိမ်မှာအနားယူနေရင်ချော်လဲပြီးခြေချောင်းတစ်ချောင်းကျိုးသွားခဲ့ပါတယ်။ဒါကြောင့်ပါမာကလာမဲ့ဘန်လင်နဲ့ရှင်မြန်ကစားရမယ့်ပရီးမီးယားလိပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်လို့ဂျာယက်မှာကစားရမယ့်ဘာစီလိုနာအသင်းနဲ့ချန်ပီယံလိပွဲစဉ်ကိုလည်းလွဲချော်သွားမယ်လို့သိရပါတယ်။ချက်စီးသင်းရဲ့နီးပြကြီးအန်ဆိုမာရက်စကာကပါမာရဲ့ဒဏ်ရာကအရေးမကြီးဘူးလို့ပြောခဲ့ပေမဲ့နိုဝင်ဘာလ30ရက်နေ့မှာကစားရမယ့်အာဆင်နယ်နဲ့ပွဲစဉ်အထိပြန်ကစားနိုင်ဦးမှာမဟုတ်ဘဲလွဲချော်နေမယ်လို့တစ်ဆက်တည်းအတည်ပြုသွားခဲ့ပါတယ်။ချက်စီကပရီးမီးယားလိမှာအဆင့်3နေရာကနေရပ်တည်လို့နေပြီးအာဆင်နယ်အသင်းနဲ့6မှတ်ကွာမှာရှိနေသေးတာကြောင့်အမှတ်စုဆောင်းမယ်ဆိုရင်တော့4တက်ပိုတဲ့အနေအထားတစ်ခုကိုရင်ခုန်ရနိုင်ပါတယ်။ဒါကြောင့်ပါမာမပါဝင်နိုင်ခြင်းကချက်စီအတွက်စိတ်ပြက်စရာတစ်ခုဖြစ်လာမှာပါ။ပါမာအတွက်ကြက်ခိုင်မှုအမြန်ပြေဝဖို့အရေးကြီးပါတယ်။သောမတ်တူချေဟာအင်္ဂလန်လက်ရွေးစင်ရွေးချယ်ရာမှာစံနှုန်းမြင့်မားသလိုနံပါတ်10နေရာအတွက်ကစားသမားကောင်းတွေလည်းအများကြီးရှိနေသေးတာကြောင့်ပါမာအနေနဲ့2026ကမ္ဘာဖလားမှာပါဝင်ကစားခြင်းနေဆိုရင်ချက်စီကိုအမြန်ပြန်လာနိုင်ဖို့အရေးကြီးနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်။